ကျွန်တော်ညီလေးတယောက်မာလေးပေါ့နော်ကျွန်တော်ရောင်းတဲ့ပုံစံတိုင်းပဲကျိုးအစုံလေးထည့်ပြီးတယ်နော်ဒါဆိုတောင်းရှင်းနော်ဒီကတောင်းရှင်းဒါဝီဂျူဝီဂျူကောကျင်းပိုင်ကျင်းပိုင်ဒါပူရောင်းဒီတော့ကျွန်တော်ပူရောင်းထည့်မပေးဘူးအခုကတော့ကျွန်တော်ကျန်နေကျူကဂုံသွားလို့ပူရောင်းပြီးတော့လို့ရှိရင်ဒါဂျန်ရှစ်ဒါဂျန်ရှစ်နော်ဒါကြီးကြီးမဟုတ်ဂျန်ရှစ်ကျိုးအစိမ်းနော်အဲဒါဆိုရင်ဒါကျိုးအစုံ20ပါမယ်ဟောတလက်ပါမယ်နော်ဒါသူ့ရဲ့ဒါကတော့သူ့ရဲ့ original ကျိုးပေါ့ရသူ့ original ပါတဲ့ကျိုးနော်တန်လက်ဆိုလေးတစ်ခွန်းပါမယ်တသိန်းပါနော်ဒီပုံစံတိုင်းကျွန်တော်တသိန်းနဲ့ရောင်းပေးပါတယ်နောက်ပြီးတော့လေကျွန်တော်ကတခြားဆယ်လာကြီးဟိုတိတ်ကြီးอ่ะနဲတယ်ဗျာကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ပုံစံနဲ့ကျွန်တော်ပဲသွားတာပါနော်အဲ့တော့ကျွန်တော်စီမှာအဆင်ပြေတယ်ဆိုရင်ကျွန်တော်စီမှာဝယ်ပါတခြားလူစီမှာဝယ်တယ်ဆိုရင်တခြားလူစီမှာဝယ်ပေါ့နော်ပြီးတော့ကျွန်တော်အခုလိပ်ပြ90ရောက်ထားတာပေါ့နော်90ရောက်ထားတာဟိုမှကျွန်တော်စီမှာဘယ်လောက်ကျန်နေရုံဆိုတော့အစိတ်လောက်ကျန်နေတယ်နော်အစိတ်လောက်ကတော့ကုန်သွားပြီအဲ့တော့ကျွန်တော်တိုင်းတာနဲ့ကျွန်တော်ကတော့ကျွန်တော်ရှင်းပြပါတယ်တခြားဆယ်လာကြီးလို့တော့ဟိုအများကြီးမရောအောင်ပေါ့ဗျာဒါပေမဲ့လေခဏလို့တော့ကို့ထွားလေးနဲ့ကိုပေါ့နော်ကျွန်တော်ရှင်းနေပါတယ်အဲ့တော့လေသူတို့လိုက်မိအောင်လည်းတော့အများကြီးကြိုးစားပါအောင်မယ်နော်အဲ့တော့ညီကိုကြီးလေးအားပေးကြတဲ့ညီကိုကြီးရောက်ချင်းစီတိုင်းအောင်လေကျေးဇူးအများကြီးတင်ပါတယ်ဒီပုံစံတိုင်းလေးလိုချင်တယ်ဆိုတော့ဒါတသိမ့်ပါနော်ကျေးဇူးပါ